လေးပဲ pre-install screen ကလေးပါလာတယ် selfie camera တစ်လုံးနဲ့ပဲပေါ့နော်အနောက်ဘက်မှာကျတော့ကျွန်တော်တို့2တုံးလိုမျိုးလေးအနောက်မှာလောက်ထားပေးတယ်ကင်မရာဘန်နဲ့ကင်မရာ3လုံးပါလာတယ် size ဆိုတဲ့စာတန်းလေးပါလာတယ်ပြီးတော့ flashlight လေးကတော့ကျွန်တော်တို့ကင်မရာဘန်ရဲ့အပြင်ဘက်မှာသွားရှိနေတာပေါ့နော်သူကအနောက်ဘက်မှာအလင်းပြန်ရင်အရာပြောင်းတဲ့အားလေးကိုထည့်ထားပေးတယ်ကင်မရာဘန်ရင်ကတော့တွေ့တဲ့တိုင်းပဲပေါ့နော် S-Stone Okay ဒါကတော့ဖုန်းရဲ့ညာဘက်ခြမ်းမှာ internal line power button volume အတူ short နဲ့ internal line တွေပါတယ်အောက်ဘက်မှာတော့ကျွန်တော်တို့ speaker ရဲ့ microphone ရဲ့ internal line ရဲ့ type C ပေါက်ရဲ့ sim ထည့်ရမယ့်နေရာလေးတွေပါတယ်ဘယ်ဘက်ခြမ်းမှာတော့ဘာမှတူမပါဘူး internal line လေးတွေပဲပါတယ်ကြည့်ပါအောင်ကင်မရာဘန်ကြီးကိုနောက်တော့ဖုန်းတစ်လုံးစာတော့ရှိရထွက်နေတာ Okay အပေါ်ဘက်မှာတော့ကျွန်တော်တို့ speaker နဲ့ internal line နေတယ်ပေါ့နော် Okay ဒါတွေကတော့ကျွန်တော်တို့ပါလာတဲ့ခလုတ်လေး quality ဖြစ်မဖြစ်ဆိုတာလေးကိုစမ်းပေးနေတာပါ Okay ကျွန်တော်တို့ nano sim နှစ်ခုထည့်လို့ရမယ် SD card slot တော့မပါလာဘူးဒါကျွန်တော်တို့ original ပါလာတဲ့ case လေးနဲ့ကျွန်တော်တို့တက်ကြည့်မှာပေါ့နော်ဘယ်လိုပုံစံလေးရှိမလဲတစ်ချက်လောက်ကြည့်ကြည့်အောင်ပါ Vivo H300 Ultra ရှယ်ကင်မရာတွေကတော့ရှယ်သူကတ်တော့လေးတွေကလည်းလာတယ်အဆင်ပြေတယ် Okay ကျွန်တော်တို့ Vivo H300 Ultra လေးကို power on မယ်ပေါ့နော် Vivo ဆိုတဲ့ logo လေးရဲ့ power by Android ရဆိုပြီးတော့သူ power ပွင့်လာတယ်